ဒါလက်တော်ဘာလို့လဲဆိုတော့အခုဒါစပယ်ပန်လေးနဲ့မသေးဖြူမှာတော့ဒါနာမည်ကတေးတေးဆိုထူးမြောင်ဆိုတဲ့နာမည်နဲ့ဒါထွက်ခဲ့တယ်အခုနောက်ပိုင်းထွက်မဲ့တချင်းလေးမှာကျတော့ဒါဟိုနာမည်ပြောင်းထားတာပေါ့ဆရာတေးတေးဆိုတာရှိုင်းထက်အဲ့လိုမျိုးနာမည်လေးနဲ့ပြောင်းပြီးတော့ဒါတချင်းလေးအသစ်နှစ်ပုတ်လုပ်ထားတယ်တပုတ်ကတော့ဟိုကဒါတို့အမှုပညာသမားတွေကိုကောင်းမလေးတွေကချင်းတဝင်းတိုတဲ့အကြောင်းကိုရေးထားတာဂီတနဲ့ချစ်သူလို့အမည်ရတယ်နောက်တစ်ပုတ်ကတော့အဲ့လိုမင်္ဂလာဆောင်ပွဲလေးတွေမှာဆိုဖို့အတွက်ဒါရေးထားတာသစ္စာဆိုမယ်ဆိုတဲ့တချင်းလေးကိုရေးထားပါတယ်ပြအောင်လဲလို့အားပေးကြတဲ့ဒေသကရှိုင်းတဲ့ဆိုတဲ့နာမည်နဲ့ထွက်လာရင်ရောတောင်းကိုမှတ်မိမလားဒါမှမဟုတ်စိုးရင်လေးရှိသလားအဲ့လိုလေးတော့ဒါနည်းနည်းတော့စိုးရင်လေးရှိတယ်ဘာဖြစ်လို့ထူးမြောင်ဆိုတဲ့နာမည်နဲ့ကဒါ2016 2019နဲ့လောက်ထားတယ်ဆိုတော့တော်တော်များများ line ပေါ်မှာလည်းသိတာထူးမြောင်ဆိုပဲသိတယ်ပွဲတွေတွိုင်းလဲညီလေးကထူးမြောင်မလားဆိုပြီးတော့အဲ့လိုနှုတ်ဆက်ကြတယ်အဲ့လိုမျိုးသိတယ်ဒါပေမဲ့အဲ့ချိန်မှာဒါရှိုင်းထက်ဆိုပြီးတော့ပြောဖို့ကျတော့နည်းနည်းတွန့်သွားတာပေါ့အဲ့နဲ့ပြောတော့ပြောမိပါလေကျွန်တော်ကိုကြီးနာမည်ပြန်ပြောင်းထားတယ်ဒီနှစ်မှာတော့2025မှာနာမည်ပြောင်းလိုက်တယ်ပေါ့တေးတန်ရှင်ရှိုင်းထက်ဆိုပြီးတော့အဲ့လိုမျိုးလေးနဲ့ပြန်ပြောင်းထားပါတယ်ဘေးရရာကြီးတော့ပြောမယ်ဆိုဆရာဟိုဒါဒီထူးမြောင်ဆိုတဲ့နာမည်နဲ့လုပ်နေတာလဲကြာပြီဆိုတော့အလို့မရလောကမှာတိတ်ပြီးတော့ကိုလိုချင်တဲ့ပန်းနိုင်ကိုတိတ်မရောက်ဘူးဖြစ်တယ်ပန်းနိုင်ကိုတိတ်မြောက်တော့ဒါနာမည်နှလုံးထဲကိုနာမည်နှလုံးထဲဆိုတော့လူသိများကြတယ်ဆိုပြီးတော့အဲ့နဲ့ဒါဘေးရင်ဆရာကြီးကိုသွားပြီးတော့တွက်ခိုင်းလိုက်တော့မင်းထူးမြောင်ကတော့လည်းကောင်းပါလေဒါပေမဲ့မင်းကနာမည်ပြောင်းကျင်နေဆိုရင်တော့နာမည်နှလုံးထဲနဲ့လိုချင်နေဆိုရင်တော့ပြောင်းမိမယ်ဆိုပြီးတော့အဲ့နဲ့ဒါဘေးရင်နဲ့တွက်လိုက်တော့ရှိုင်းထက်ဆိုတဲ့နာမည်နဲ့အခုဒါအမှုပညာလောကမှာပြန်ပြီးတော့ရှောက်လန်းမှုဖြစ်ပါတယ်အခုဒီထွက်တဲ့ဒီချင်းလေးတွေကိုဒါကိုယ်တိုင်ရေးပြတဲ့အကြောင်းကိုယ်တိုင်ရေးပြတဲ့အကြောင်းကတော့ပြောမှဆိုရင်ဟိုအမှုပညာသမားဆိုတာတော်တော်များများနေရာဆောင်သွားတဲ့အချိန်မှာကောင်မလေးတွေကအဲ့လိုမျိုးစိတ်မချဘူးပေါ့ကောင်မလေးဆိုတာတိတဲ့တိုင်းပဲလေတဝင်းတိုးတာရှိတာပေါ့ဘယ်သူမဆိုပေါ့ကိုချစ်တဲ့သူတော့တဝင်းတိုးကြတာပဲအဲ့ဒီအကြောင်းလို့ဒါဖွဲနွယ်ပြီးတော့ရေးထားပေးလိုက်တယ်အဲ့ဒီတစ်ပုတ်ကိုရေးပြီးတဲ့ပြင်မှာဒါသူ့ကိုချစ်တယ်ဆိုတဲ့အကြောင်းထပ်ပြီးတော့သူနဲ့တစ္ဆာဆိုပြီးတော့အတူတူလက်တွဲမယ်ဆိုတဲ့အကြောင်းကနောက်ထပ်တစ်ပုတ်ထပ်ရေးလိုက်တာတစ္ဆာဆိုမယ်ဆိုမျိုးရေးလိုက်တာပါအဲ့ဒီချင်းလေးကဒါတော့တယ်သိတဲ့ကဒါမိချတွေ့ရတာပေါ့ဂီတနဲ့ချစ်သူဆိုတဲ့ပထမဆုံးသချင်းဆိုပြကျင်နာသူလေးကပြောတယ်ကိုရေတကယ်တည်းရတယ်ဘယ်ချိန်ဆိုတကယ်တည်းရတယ်ဖုံးလေးစတိုင်းဒီကြောင်းလေးပဲသူမြဲပြောတယ်ဆိုတကယ်တည်းရတယ်ဖုံးလေးစတိုင်းဒီကြောင်းလေးပဲသူမြဲပြောတယ်ကျင်နာသူမင်းလိုပဲတကယ်ဆိုရင်ကိုလည်းမင်းကိုအမြဲတမ်းချိန်တိုင်းနေညမပြတ်ဘူးတကယ်တည်းရတယ်တချင်းလေးနဲ့ပြောလိုက်တာပေါ့သူတတိယဆိုလို့ဒါကလည်းသူ့တားရင်ထဲမှာရှိတယ်ဆိုတဲ့အကြောင်းကိုပြောပြတာနောက်ထပ်တချင်းလေးကသစ္စာဆိုမဲ့တချင်းလေးကကြတော့ကျင်နာသူရဲ့အချစ်ခရင်လည်းဖြောင်းတမ်းမှုကိုပခုံးလေးမိပြီးလိုက်ပါကွယ်မင်းသားကိုနာမှာအချိန်ခါတွေတိုင်းရှိကိုလေးပြောဆုံးဖို့ကွယ်ဘဝရဲ့ချစ်ခရင်လည်းဖြောင်းတမ်းမှုရဲ့စုပန်းသူရဲ့ချစ်ခရင်လည်းဖြောင်းတမ်းမှုကိုပခုံးလေးမိပြီးလိုက်ပါကွယ်မင်းသားကိုနာမှာအချိန်ခါတွေတိုင်းရှိကိုလေးပြောဆုံးတော့ခွဲဘဝရဲ့ချစ်ခရီးလမ်းလေးဖြောင်းတမ်းမှုရဲ့စုပန်းပါမယ်ပျော်ရွှင်သောပေါင်းဖက်ဖို့ကြည်နာသူနည်းနဲ့တယောက်တိုင်းတည်းဒါတော့သူ့သားထာဝရလက်တွဲမယ်ဆိုတဲ့အကြောင်းလေးကိုရေးထားတာပေါ့အဲဒီတော့သူဆိုခဲ့တဲ့ဆိုတော့ပြေးတတ်တဲ့အပြင်ဒါကိုချင်းလေးတွေကြတော့အားပြီးတယ်အဲဒီချင်းလေးတွေကြတော့တောင်းဆိုမှုရှိတယ်နေမှာကျတော့ပိဋကတွေအားပေးတာကတော့အဲ့လိုမျိုးပေါ့နော်နေသချင်းလေးတွေကပုံများတာပေါ့ဒါတို့ကမိုနိုလိုင်းဆိုတော့လေတို့ကအဲ့လိုပြမိုနိုလိုင်းလေးတွေဆိုတယ်ဒါပေမဲ့ဒါတော်တော်များများတော့ဒါရကိုပိုင်သချင်းကိုဒါထုတ်မဆိုဆိုတာကိုပိုင်သချင်းဆိုတုံတောင်ကမပေါက်ဝင်မသိကြဘူးပေါက်မှသိကြတယ်အဲ့တော့ဒါပေါက်ပြီးသားသချင်းလေးတွေဆိုတယ်အဲ့ကိုပိုင်ဆက်ရဲ့ AR ရဲ့မခင်နင်းစီတို့ကိုမိုးသက်နိုင်တို့ရဲ့ဟိုတန်ရောစင်မာလေးဘာလို့အဲ့လိုမျိုးလေးတွေပေါ့နော်တော်တော်များများကိုအောင်သူတို့တချင်းတွေဒါဆိုပြတာများပါတယ်အဲ့လိုလေးတွေပဲဆိုပြတယ်ဟုတ်ကိုချင်းလေးတွေတခါတည်းမှာဆိုပြခဲ့တာမျိုးရှိတယ်တခါတည်းမှာတော့ဆိုပြခဲ့ဘူးပါတယ်အဲ့ကြတော့ပိဋကနားထောင်ကတော့အသစ်ဆန်းဖြစ်တာပေါ့သူတို့တော့ကလိုင်းပေါ်မှာနားထောင်ကြီးမှာကိုယ့်ရဲ့ဟိုပေ့လေးကိုလည်းပြောပြတော့ကျွန်တော်ကတေးတန်ရှင်ဘသူပါအဲ့လိုမျိုးကျွန်တော်ပေ့မှာလည်းဝင်ကြည့်လို့ရတယ်ဗာညာပေါ့အဲ့တော့ကတော့ထူးမြောင်တေးရည်တဆိုထူးမြောင်အခုကတော့တေးတန်ရှင်တေးရည်တဆိုရှိုင်းထက်ဖြစ်သွားပြီဆိုတော့ရှိုင်းထက်ရဲ့ official YouTube အကောင့်လေးမှာလည်းတောက်အဲ့လိုမျိုးဝင်ပြီးတော့နားထောင်လို့ရအောင်သားအဲ့လိုတချင်းတွေကိုတင်ပေးပါမယ်လို့ surprise လေးတွေလည်းတောက်လုပ်ပေးထားပါလို့နာမည်ကြီးတဲ့တေးနဲ့ကြီးမှာရှင်းရလေဟုတ်ကဲ့သူ့ကိုဒီများတော့ခုရှိမှလည်းတောက်သွားတာအများကြီးရှိတယ်ဟုတ်ကဲ့ပါအဲ့တော့နာမည်ကြီးတဲ့တေးတွေမှာတော်ပြီးအပ်တာဟုတ် ဟုတ်တယ်မရှိလို့လားဒါဘယ်လိုကြောင့်
အဲ့လိုမျိုးပေါ့ပြောရမှာဆိုရင်တော့အဓိကအနုပညာပဲလုပ်လို့ပေါ့နော်ဟိုအပြင်စည်းပွားရေးပဲလုပ်လို့ငွေကြေးကတော့အကုန်လုံးလူတိုင်းမှာတော့လိုအပ်တာပဲလေဟိုပတ်စံမရှိရင်တော့အဆင်မပြေဘူးပေါ့ဘယ်ရမှာဆိုဒါပေမဲ့ဒါအဲ့လိုမျိုးသူများတဲ့ချင်းကိုအမှန်တော့ဆိုချင်တာတော့ပေါက်ပြီးသားတဲ့ချင်းတွေကိုကဝယ်ပြီးဆိုချင်တယ်ဝယ်ပြီးဆိုချင်ပဲကို့မှာအဲ့လိုမျိုးငွေကြေးခက်ခဲဖြစ်တဲ့အတွက်ဒါကကိုယ်တိုင်ပဲရေးလိုက်တယ်ကိုယ်တိုင်ရေးပြီးတော့အဲ့လိုမျိုးဂီတာမူးတွေနဲ့အဲ့လိုအပ်ပြီးတော့ပဲဆိုရင်ဂီတာမူးတွေအပ်တယ်ဆိုတာတော့မှသူများကိုကြေးအများကြီးယူတယ်ဒါတို့ဆိုရင်ကြေးမယူဆရာကြီးကတိတ်ပြီးတော့ဆရာဒီလိုဒီကြောင်းပဲရှိတယ်ဒါတို့ရဲ့အခက်ခဲကိုလည်းဒါတို့ကတင်ပြတာပေါ့ပြောမှဆိုရင်တော့ဒါစိတ်ဓာတ်ကတော့ဆရာရဲ့ဘယ်ရမှာဆိုကိုပုံမှန်လေးလေးပြောနိုင်ရင်အဆင်ပြေတယ်ပေါ့သိရမလားကိုကမရှိတဲ့ဟာကြီးကိုရှေ့ဟန်ဆောင်ပြီးတော့တွားပြီးတော့လုံနေအဆင်မပြေဘူးလေအားဖြစ်ဖြစ်အဲ့လိုမျိုးလေးတော့ခံယူထားတာပေါ့ဒါကတော့ဟုတ်တော်တော်များများအနုပညာသမားတွေပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်အင်တာဗျူးကတော့အကုန်လုံးလိုက်ကြည့်တယ်ဟိုအောင်ခန်းပိုင်တို့လည်းဒီတိုင်းပဲသူကသူတစ်ချိန်လုံးကသူစူးစမ်းခဲ့တာစူးစမ်းခဲ့တော့သူလည်းအများကြီးစူးစမ်းခဲ့တယ်ဒါလည်းဒီလိုပဲသူတို့လိုမျိုးပဲဒါတို့လည်းစိုင်းနေမှာရောဒါတို့ဇက်တွေမှာရောအဲ့လိုအပြင်ဝမ်းမန်းပွဲလေးတွေမှာဒါတို့တွေဟိုဆိုခဲ့ဘူးပါတယ်ဟုတ်ကဲ့စိုင်းတစ်တာတွေဘောကနေလိုက်ပြီးတော့အဲ့လိုမျိုးဆိုခဲ့ရတာပါဒါတို့ဟုတ်နာမည်ရှိတဲ့သူတို့တယောက်နေတယ်အဲ့လိုသွားဆိုရတာဘယ်လိုခက်ခဲဆိုနာမည်မရှိတဲ့အဆိုတော်တယောက်ဖြစ်တဲ့အတွက်ဒါတို့ကအခက်ခဲတော့ကြုံတာပေါ့ဘယ်လိုအခက်ခဲကြုံလဲဆိုတော့ဒါတို့ကပြောမှဆိုစီနီယာတွေအချိန်မှအများကြီးရှိတယ်တော့ဒါတို့ကတော့နောက်မှပဲနေခဲ့ရတယ်နောက်မှနေခဲ့ရဆိုတာသူတို့ကအဓိကတော့နာမည်ကြီးတဲ့လူတွေအကုန်လုံးအရင်ဆုံးတင်တာပေါ့စင်မောတင်ဒီတိုင်းပဲတင်ကြတာလေဒါတို့ကအငယ်တန်းဆိုတော့သိတယ်မလားသူတို့နဲ့လည်းဟိုကိုရီးယားလည်းမရှင်ပါဘူးပြောမှဆိုရင်သူတို့အချိန်ပေးတဲ့အချိန်မှာဒါတို့ကလည်းရတဲ့အချိန်တို့ကိုယ်ပေးတဲ့အချိန်လေးမှာပဲကိုကပြိတ္တရင်ဝင်တဲ့တပုတ်ဆိုလဲတပုတ်နှစ်ပုတ်ဆိုလဲနှစ်ပုတ်ပေါ့အဲ့လိုမျိုးထိထိမိမိလေးတော့ဒါတို့လုပ်ခဲ့ပါတယ်အားပေးကြပါတယ်ပြိတ္တကလည်းဟုတ်အဲ့တော့လေဟိုဒါနေဝဲတွေသွားဆိုတဲ့ခါကျရင်ဒါလေဟုတ်ကဲ့ပါဆရာရှိတယ်နေဝဲမှာအဲ့နောက်ပိုင်းလူကထထပြန်သွားတဲ့တရားကိုတင်တဲ့အခါမှာကိုစူအောင်ရှိတယ်ဆိုအားရှိရလားဆိုတော့ဟိုအနုပညာစပြီးတော့လုပ်တဲ့အချိန်မှာတော့ဒါနည်းနည်းတိမ်ငယ်မှုတော့ရှိတာပေါ့ပြိတ္တကမရှိတော့ကိုရီးယားမူးသွင်းထားတာပြိတ္တအများကြီးနဲ့ဆိုကိုကပျော်တယ်လေပျော်တော့ကိုကအဲ့အချိန်မှာစိုးခြင်းစိတ်ကအရန်ထက်တန်တယ်ဒါပေမဲ့အများကြီးမရှိတော့ဘဲနဲ့နည်းနည်းလေးဟို20 30လောက်ပဲရှိတော့ဆိုကိုယ်စိတ်ကနည်းနည်းတော့ဖီးတော့နည်းနည်းငုတ်တာပေါ့မူးလည်းတိတ်မရှိတော့ဒါပေမဲ့မရှိပေမဲ့လည်းကိုကဒါပြောမှဆိုကိုယ့်ရဲ့စားဘက်ကတတန်းတိတ်မရှိသေးတဲ့အတွက်ကိုကတော့တက်ဆိုလိုက်တယ်အဲ့အချိန်မှာတော့အဲ့လိုဖီးကိုဖြစ်တယ်နောက်ပိုင်းကျတော့ကိုယ့်ရဲ့ဟိုအတွေ့အကြုံလေးတွေနဲ့လုံလာတတန်းလေးတွေများလာတော့လေပြိတ္တက20 30လောက်ဖြစ်တယ်ကိုကဒါပျော်သွားပြီကိုယ့်ကိုလက်ခုပ်တန်လေးနာမည်ဘယ်သူတက်လာပြီဆိုတာနဲ့အခုဟုတ်လားရှိုင်းထက်တက်လာပါပြီဆိုတာနဲ့လက်ခုပ်တီးတဲ့အတန်ကိုကြားလာနေပဲဒါတို့ရဲ့ရင်ထဲမှာပီတိဖြစ်သွားပြီ20 30လည်းဒါတို့တော့က2000 3000ဆိုလည်းမမားတော့ဘူးပေါ့အဲ့လိုခံစားချက်တော့ဒါဖြစ်လာပါတယ်အခုနောက်တားနေတဲ့ဒီလောကကိုဘာကြောင့်ရှောက်ပြီးလဲဒီလောကကိုဘာကြောင့်ရှောက်ပြီးလဲဆိုတော့ဒါအမှန်တိုင်းမှာတော့အနုပညာမျိုးရိုးကမရှိပါဘူးမရှိဘဲနဲ့ဒါအဲ့လိုမျိုးပေါ့နော်ခလေးဘဝတွေကဒါဝါသနာပါတာပေါ့9တန်းចောင်းသားနှစ်လောက်မှာဒါတချင်းတွေစပြီးတော့ရေးကြည့်တာပေါ့အဲ့လိုလေးတွေနဲ့နားထောင်တော့လဲဒီတိုင်းပဲအဲ့ဒီကိုအောင်သူတို့တချင်းကိုတော့အဓိကတော့ဒါရဲ့ crazy ကတော့ကိုအောင်သူတချင်းပဲသူ့တချင်းလေးကိုဒါအဓိကနားထောင်တယ်ဦးမင်းအောင်တို့ဘာလို့တော့ကြိုက်တယ်ဒါပေမဲ့တိတ်ပြီးတော့အဲ့လိုလေးမဟုတ်ဘူးပေါ့နော်အဓိကကြိုက်တော့အဲ့ဒီအောင်သူတချင်းလေးတွေဒါပို့ပြီးတော့ကြိုက်တော့အဲ့ line လေးတွေကိုပဲဒါအဓိကနှစ်သက်ပါတယ်စိတ်တက်ကြလာတော့ရှိတယ်တခါတလေတော့စိတ်တက်ကြတယ်ဘာဖြစ်လို့လဲဆိုတော့ကိုကလောက်စူးစမ်းပြီးတော့နော်ကိုလည်းစူးစမ်းတယ်ဆိုတော့သူများလိုမျိုးတော့ကိုကအနောက်မှာ background လည်းမရှိဘူးပေါ့ဒါတို့ကတော့ငွေကြေးလည်းမလိုက်နိုင်ဘူးမလိုက်နိုင်တဲ့တော့ဒါတို့ကရှိတာလေးနဲ့ပဲကိုဝမ်းစာလဲကိုသိရသေးတာပေါ့နော်ကိုရဲ့စားဖို့တောက်ဖို့လည်းရှိသေးတော့အဲ့လိုကိုရဲ့တက်နိုင်တစ်ပိုင်းလေးနဲ့ဒါရှောက်လန်းတဲ့အချိန်မှာငါလုံနေတာပဲကြာနေပြီ2016အဲ့လောက်ခါတည်းကငါလုံနေတာအခုချိန်ဒီငါဘာကြောင့်မအောင်မြင်တာလဲမတိုးတက်တာလဲတခါကျတော့တွေးရင်နဲ့ကိုနောက်ကတက်တဲ့လူတွေကအရှိကိုရောက်သွားတယ်လေအခုဆိုဆရာသိတဲ့ line မှာပဲဟိုတချင်းလေးတစ်ပုတ်ကဘာမှမဟုတ်ဘဲနဲ့ဟုတ်တယ်မလား2ချောင်း3ချောင်းနဲ့ပောက်သွားရင်လည်း line ပေါ်မှာဖလူပြန်ပြီးနာမည်တွေကြီးသွားတယ်အဲ့လိုမျိုးတွေကိုတွေမှာအများကြီးစူးစမ်းပြီးတော့အခက်အခဲတွေအများကြီးနဲ့ရင်းဆိုင်အစာငတ်ရေငတ်ခံပြီးတော့ဒီလောကကိုရှောက်လန်းခဲ့တယ်ရှောက်လန်းခဲ့ပြီးတော့အခုချိန်ဒီသားလို့မှာဟိုပောက်ရောက်မရှိသေးဘူးသိတဲ့လူကတော့သိတယ်ဒါပေမဲ့ကိုနေချင်းကိုရောက်ရှင်တဲ့အတိုင်းအထိမရောက်သေးဘူးပေါ့အဲ့လိုမျိုးတွေဖြစ်တဲ့အချိန်မှာကျွန်တော်နည်းနည်းစိတ်အားငယ်မှုတွေရှိတယ်ဒါပေမဲ့နောက်ပိုင်းကျတော့ကိုယ့်ကိုယ်ပဲပြန်တွေးတယ်ငါစူးစမ်းရင်ဖြစ်ရမှာပဲအဓိကတော့ဟိုအဓိကကိုယ်စိတ်ဓာတ်ကအရေးကြီးတာပေါ့အမှုပညာလောက်တာဘာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ်စိတ်ဓာတ်ကအောင်မြင်ရမယ်ဆိုတဲ့စိတ်ရှိရင်လူဆိုတာစူးစမ်းရင်ဖြစ်ပါတယ်အဲကြောင့်မို့လဲဒါပြန်ပြီးတော့ဇွဲရှိကြီးနဲ့အခုပြန်ပြီးတော့လုပ်နေပါတယ်ဟိုအမှုပညာလောကဆိုတာကိုယ့်အိမ်ထဲကနေပြီးတော့တစ်ခါတလေကျရင်လည်းဂျင်းရတာတွေရှိတယ်လေဟဲ့လားပွဲခေါ်တဲ့ conflict တွေကတော့ရှိတာပေါ့မင်းတို့ဒီလိုလာခဲ့ဆိုသူတို့ပတ်စံကြိုမပေးဘူးဘယ်သူမှဟုတ်တယ်မလားကိုကလည်းတက်သစ္စာတွေဆိုတော့သူတို့ကလည်းပွဲခေါ်တာဒါသူတို့ကိုလည်းကျေးဇူးတင်တယ်အမှန်တိုင်းပြောရင်သူတို့ကကိုယ်ကိုနေရာပေးတာနေရာပေးတယ်ဆိုရင်လည်းကိုကယူတတ်မှရပါဘူးနေရာတစ်ခုဆိုတာလည်းအဲ့လိုမျိုးပေါ့အခက်ခဲရတော့မကြုံပါဘူးဒါကိုပတ်စံနဲ့ကိုစားတော့ရတာများနေတော့ရှိုင်းတက်ထွက်လာမယ်ဒီချင်းလေးနှစ်ပုတ်ပြီးတော့ဒီတော့ပြည့်တက်ကိုတင်တက်လာမယ်အခုစောင့်လို့ကြည့်ရှုအားပေးကြဖို့အဲ့တကားကြီးပြောရှိုင်းတက်ဆိုတဲ့နာမည်နဲ့လုံးမဲ့တချင်းလေးကတော့အဲ့ဂီတနဲ့ချစ်သူကတော့တော်တော်လေးကြွလေးပေါ့နော်မြန်မာတန်မိုနိုသားနည်းနည်းအကြွလေးတီးပေးထားတယ်တီးပေးတာတော့ကျွန်တော်ဟိုမြောက်ကလာတဲ့ဂီတာမူကိုမျိုးတင်ကတီးပေးထားပါတယ်နောက်တစ်ပုတ်ကတော့အဲ့လိုအေးတယ်ဆိုပေမဲ့လည်းသူကလည်းဟိုလိုအရန်အေးတဲ့ထဲမှာတော့မပေါ့မိုနိုပိုင်းလေးပေါ့တောင်းတဲ့တယောက်ချစ်တဲ့အကြောင်းမခွဲမခွာပဲနဲ့တစ္ဆာဆိုပြီးတော့ပေါင်းသိမဲ့အကြောင်းလေးကိုရေးပေးထားတာပါတယောက်နဲ့တယောက်အရန်ချစ်တဲ့ချစ်သူနှစ်ဦးပေါ်မှာဟိုတယောက်ကလည်းတစ္ဆာမဖောက်တယောက်ကလည်းတစ္ဆာမဖောက်ဘူးအဲ့ဒါကိုတို့ကခွဲနေပြီးတော့ဒါရေးပေးထားတဲ့တခြင်းလေးဖြစ်တယ်မို့လဲဒီတခြင်းလေးကိုလည်းပြည်သက်ကကြိုက်လိမ့်မယ်လို့ထင်တယ်ပထမဂီတနဲ့ချစ်သူဆိုတာလည်းမိုနိုအကြွလေးဆိုပေမဲ့ကိုလိုသူများလိုမျိုး DJ တွေပိုင်းနဲ့မရောထားပဲနဲ့ဒါတကယ်အတိုင်းပဲသူ့ရဲ့အစစ်မှန်တိုင်းလေးပဲတီးပေးထားတဲ့အတွက်အဲ့ဒါလေးကိုလည်းလက်ခံမယ်လို့ထင်ပါတယ်ဒါကိုအားပေးမဲ့ပြည်သက်တွေအားလုံးကိုလည်းဒါကျေးဇူးတင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒါအခုကအရင်တော့တေးရေးတေးဆိုထူးမြတ်အောင်
နာမည်နဲ့တုတ်ထားတာအခုကတေးရေးတေးဆိုရှိုင်းထက်ဆိုပြီးတော့2025မှာနာမည်ပြောင်းထားတဲ့အတွက် YouTube မှာရောတားရဲ့ Facebook မှာရောတားရဲ့အကုန်လုံးပေါ့နော်တားသုံးနေတဲ့အကုန်လုံးအကောက်တွေအကုန်လုံးမှာတားအဲ့လိုမျိုးရှိုင်းထက်ဆိုပြီးတော့ပဲသုံးထားပါတယ် YouTube မှာလည်း corporation မှာတားရဲ့ရှိုင်းထက်ဆိုတဲ့နာမည်နဲ့ပဲတားအခုဟိုဖွင့်ထားပါတယ်ပြန်ပြီးတော့အဲ့တော့အမှတချင်းလေးတွေတင်လဲတားကိုဝိုင်းပြီးတော့အားပေးကြပါ TikTok မှာလည်းတားတချင်းလေးတွေအတူလေးတွေကာဘာဆောင်းလေးတွေဆိုရင်လည်းအားပေးကြပါလို့အားလုံးကိုကျေးဇူးတင်ပါတယ်အားပေးကြတဲ့ပြည်သက်ကြီးအားလုံးကြပါစေချမ်းသာကြပါစေလောက်ကင်နေလဲဒီထက်ဘက်ကအဆင်ပြေကြပါစေလို့ဒါဆုတောင်းပေးလိုက်ပါတယ်ဒီနေရာကနေပြီးတော့